ဒါကတော့စက်မှုလုပ်ငန်းတမိုင်းတစ်လျှောက်မှာအံ့ဩမင်သက်လောက်စရာအကောင်းဆုံးမြင်ကွင်းတွေကတစ်ခုဖြစ်လာနိုင်ပါတယ်။ရထားတွဲအစီ200စာနဲ့ညီမျှတဲ့တန်ချိန်14000ရှိတဲ့ကမ်းလွန်ရေနံတူးစင်ကြီးတစ်ခုဟာလက်တွေ့မြေပြင်ပေါ်မှာလမ်းလျှောက်ခဲ့တာဖြစ်ပါတယ်။ဒါဟာကွန်ပျူတာဖန်တီးမှုစနစ် CGI လုံးဝမဟုတ်ပါဘူး။ဒါကတော့တရုတ်နိုင်ငံရဲ့တင်မောချင်းတစ်ခုမှာတကယ်လက်တွေ့ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။နိုင်ငံအများစုကတော့ကမ်းလွန်ရေနံတူးစင်တွေကိုကမ်းရိုးတန်းတစ်လျှောက်တင်မောချင်းတွေမှာတိစောက်ကြလေရှိတော်လေတရုတ်နိုင်ငံကတော့မတူညီတဲ့နည်းလမ်းနဲ့လှုပ်ဆောင်တာမျိုးမှာရေနံတူးစင်တစ်ခုလုံးကိုပြည်တွင်းကုန်းပိုင်းတွင်းမှာပင်တိစောက်ပြီးအဲ့ဒီနောက်မှာပင်လယ်စီကိုတည်ယူပို့ဆောင်တာဖြစ်ပါတယ်။၎င်းရဲ့လိုအပ်ချက်ကတော့ကုန်းတွင်းသုံးလေယာဉ်တင်သင်္ဘောကြီးလို့ဒုတိများလာတဲ့ကိုပိုင်စွမ်းအင်သုံးမော်ဂျူလာတည်ယူပို့ဆောင်ရေးယာဉ် SPMD ပဲဖြစ်ပါတယ်။ထောင်ပေါင်းများစွာသော hydraulic vane တွေဟာတပြိုင်နက်တည်းလေပတ်ခြင်းမြင့်တင်ခြင်းနဲ့ဖိအားတွေကိုအချိန်နဲ့အမျှချိန်ကြီးပေးခြင်းတို့ကိုလှုပ်ဆောင်ပေးတာကြောင့်မငြိညာတဲ့မြေပြင်ပေါ်မှာတောင်အဆိုပါအရန်မအဆောက်အုံကြီးကို3.5 မီလီမီတာအထိပင်တိကျလာတဲ့ရေပြင်ကြီးအနေထားအတိုင်းရှိနေအောင်ထိန်းသိမ်းပေးထားတာဖြစ်ပါတယ်။ဘာဖြစ်လို့ဒီလောက်ထိတိကျနေရတာလဲ။အကြောင်းရင်းကတော့အနေငယ်များဆောင်းသွားရုံနဲ့တင်အဆောက်အုံရဲ့တိဆောက်ပုံကိုအကွဲသွားစေနိုင်ပြီးဒေါ်လာဘီလီယံချီတဲ့ယင်းနှိမ့်မြုပ်နှံမှုတွေကိုပျက်စီးသွားစေနိုင်တာကြောင့်ဖြစ်ပါတယ်။ဒါကြောင့်မလို့လဲ၎င်းဟာအလွန်မင်းနှွေးကွေးစွာနဲ့ပဲယူလျရတာမျိုးပါ။လှုပ်ရှားမှုခြေလှမ်းတိုင်းကိုတေချာစွာတွက်ချက်ထားတာဖြစ်ပါတယ်။အခြားသူတွေကတော့ရေနံတူးစင်တွေကိုပင်လယ်ပြင်ထဲမှာတစားစီအဆင့်ဆင့်လိုက်လံတက်ဆင်နေကြတဲ့အချိန်မှာတရုတ်နိုင်ငံကတော့အဆောက်အုံတစ်ခုလုံးကြီးကိုတပြိုင်နက်တည်းတပိုင်းနဲ့အဖြစ်ရွှေ့ပြောင်းပေးလိုက်တာဖြစ်ပါတယ်။ပုံမိုလင်းမြန်တယ်ပုံမိုခိုင်ခန့်တယ်ပုံမိုစမတ်ကြလာဒါမျိုးပါဒါဆိုရင်ဒီကုန်းတွင်းသုံးပါရဲကြီးဟာနောက်ထပ်ဘယ်လိုမျိုးကြီးမားလာတဲ့အရာတွေကိုထပ်မံသယ်ဆောင်အောင်မလဲခင်ဗျာ။